ENU ဘာကြောင့်ကြိုက်လဲဆိုရင်သူကအဓိကတယောကင်မွန်းခေါင်းလျှော်ရည်ဖြစ်တဲ့အပြင် local brand ဖြစ်တဲ့အတွက်ကြောင့်မလို့ကြိုက်တာပါတခြားတယောကင်မွန်းခေါင်းလျှော်ရည်နဲ့ local brand တွေရှိတယ်ဒါပေမဲ့ကိုယ့်ရဲ့စံသားနဲ့ကိုက်ညီတဲ့ပေါ့နော်တယောကင်မွန်းခေါင်းလျှော်ရည်ကိုရွေးချယ်ဖို့တော့လိုတယ်ဒီ ENU ကဆိုလို့ရှိရင်မြန်မာနိုင်ငံမှာရောကမ္ဘောဒီးယားနိုင်ငံမှာပါအရေးအသွေးပြည့်မီလို့စုတွေရရှိထားတဲ့ local brand လေးဖြစ်တယ်အတွက်ကြောင့်မို့လို့သူ့ကိုစိတ်ချယုံကြည်စွာနဲ့အသုံးပြုလို့ရတယ်။တဘာဝပစ္စည်းတယောကင်မွန်းကိုအခြေခံပြီးတော့ပေါ့နော်။တဘာဝပစ္စည်း16မျိုးနဲ့ထုတ်လုပ်ထားတဲ့အတွက်ကြောင့်မို့လို့လုံးဝစိတ်ချယုံကြည်စွာနဲ့အသုံးပြုလို့ရတယ်။ဒီလိုမျိုးကိုမြန်မာနိုင်ငံမှာပေါ့နော်။မြန်မာနိုင်ငံမှာဒီလိုအဆင့်မီတဲ့အရေးအသွေးပြည့်မီတဲ့ခေါင်းလျှော်ရည်လေးကိုထုတ်လုပ်နိုင်တဲ့အတွက်ကြောင့်လည်းပေါ့နော်ထုတ်လုပ်နိုင်တဲ့အတွက်ကြောင့်လည်းလေးစားတယ်ဂုံလဲဂုံယူတယ်ပေါ့နော်အခုတော့သူကလွဲပြီးတော့တခြားပဲခေါင်းလျှော်ရည်နဲ့မှမလျှော်ချင်တော့လောက်တဲ့အထိပေါ့နော်သူ့မှသူ့အရန်ကိုကြိုက်နေပါပြီရှင်ဒီ ENU ခေါင်းလျှော်ရည်လေးကိုတုံးကြည့်ပါလို့အကြံပြုချင်ပါတယ်တုံးကြည့်ဘူးတဲ့လူတွေကဒါကြိုက်တာပေါ့နော်